gerund က noun ဖြစ်တဲ့အတွက်အင်္ဂလိပ်စာမှာ noun နေလို့ရတာက subject object complement preposition နောက်အဲ့တော့ number 1ကိုကျွန်တော် subject နေရာမှာထားသုံးတယ် number 2ကိုကျွန်တော် object နေရာမှာထားပြီးတော့ဒီ ing form ကိုသုံးတယ်ကျွန်တော်တို့ gerund နဲ့ပတ်သက်တဲ့အကြောင်းကိုဆွေးနွေးသွားမယ် gerund ကဘာကိုပြောတာလဲဆိုလို့ရှိရင် gerund ဆိုတာက verb ကို ing ပေါင်းပြီးတော့သူက noun ဖြစ်နေအသုံးပြုတာဒါကြောင့်မလို့ gerund ကိုမြင်လို့ရှိရင်ကျွန်တော်တို့က verb ing လို့မပြောအောင်သူက gerund ဖြစ်တယ်ဒါကြောင့်မလို့သူ့ကိုခေါင်းစဉ်နာမည်ကိုက gerund ဆိုပြီးတော့ပေးထားတာဟုတ်ပြီနော်အဲ့တော့ gerund နဲ့ verb ing ကကွာတယ် gerund ဆိုတာက verb ကို ing ပေါင်းပြီးသူက noun ပြောင်းသွားပြီအဲ့တော့သူ့ gerund ပဲခေါ်ရ verb ing ဆိုလို့ရှိရင်ရှေ့မှာကျွန်တော်တို့က helper verb ကူပြီးတော့ continuous တွေပေါင်းရတဲ့သဘောမျိုးဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က gerund ကိုဘယ်နေရာမှာသုံးလို့ရတယ်လဲဆိုတာကိုနားလည်ဖို့အတွက်အရင်ဆုံးအင်္ဂလိပ်စာရဲ့ core sentence structure ကိုသိမှရ core sentence structure ဆိုတာကအင်္ဂလိပ်စာရဲ့တကယ်အနှစ်ချုပ် sentence တိစောက်ထားတဲ့ပုံစံဒါကိုကျွန်တော်တို့နားလည်တဲ့အခါကျလို့ရှိရင် gerund ကဘယ်မှာသုံးလို့ရမလဲသိအဲ့တော့အင်္ဂလိပ်စာရဲ့အနှစ်ချုပ် sentence structure ဘာလဲဆိုရင် subject verb object အဲ့ဒါတစ်ကြောင်းပြီးရင် subject verb complement ဆိုတာတစ်ကြောင်းဟုတ်ပြီနော်အဲ့ဒီလိုမျိုးနှစ်ကြောင်းရှိတယ်အဲ့တော့ဒီ subject verb object နဲ့ subject verb complement တွေမှာကျွန်တော်တို့က gerund ကိုဘယ်နေရာမှာသွားထည့်ဒါဆိုရင်နံပါတ်1သိဖို့လိုတာကအင်္ဂလိပ်စာရဲ့ sentence structure subject verb object subject verb complement အဲ့ဒီနေရာမှာ noun ဘယ်နေရာမှာနေလဲကျွန်တော်တို့ကသိမှ gerund ကိုဘယ်နေရာမှာထားလို့ရမလဲဆိုတာကိုကျွန်တော်တို့ကသိမှာဘာလို့လဲဆိုတော့ gerund ဆိုတာက verb ကို ing ပေါင်းပြီးသူက noun ပြောင်းပြီးသွားပြီဒါဆိုရင်ဒီအလုံးလိုက်ကြီးက ing ပါတဲ့အဲ့ဒီ verb ကို ing ပေါင်းထားတဲ့အဲ့ဒီအလုံးလိုက်ကြီးကတော့ noun ဖြစ်တယ်အဲ့ကွာအင်္ဂလိပ်စာရဲ့ဘယ်နေရာတွေမှာ subject နေရာမှာလား verb နေရာမှာလား object နေရာမှာလား complement နေရာမှာလားကျွန်တော်တို့ကဘယ်နေရာမှာသွားပြီးတော့ noun ကိုသွားထားရမလဲအဲ့ဒါကိုသိမှ gerund ကိုကျွန်တော်တို့ကအသုံးပြုလို့ရအဲ့တော့ကျွန်တော်တို့ဒီမှာကြည့်အင်္ဂလိပ်စာမှာ subject နေရာမှာ noun pronoun ပဲအများအားနေလို့ရတယ်တနည်းအားဖြင့် noun pronoun ဆိုတော့သူက noun ကိုပဲပြောတာဟုတ်ပြီနော် pronoun ဆိုတာက noun ကိုထပ်ခါတလဲလဲမသုံးချင်လို့အစားထိုးတဲ့ပစ္စည်းဖြစ်ဒါကြောင့်သူ့ကိုကျွန်တော်တို့က pronoun နာမ်စားလို့ခေါ်တာအဲ့တော့ noun မှာနေလဲဆိုရင် subject နေရာမှာနေတယ်ပြီးရင် object နေရာမှာနေမယ်ပြီး complement နေရာမှာနေရတယ်ပြီးတော့ preposition ရဲ့အနောက်မှာနေရတယ်အဲ့၄နေရာမှာသူက noun နေတယ် noun pronoun နေတယ်ပေါ့အဲ့တော့မှတ်ထားမှာ subject object complement ပြီးတဲ့အခါမှာ preposition complement နေရာမှာသူက noun တစ်မျိုးနဲ့နေတာမဟုတ်6မျိုးတိတိနေတယ် complement နေရာမှာ6ခုရှိတယ် noun pronoun နေမယ် noun pronoun သို့မဟုတ် adjective နေလို့ရတယ်ပြီးရင် adverb နေလို့ရတယ်ပြီးလို့ရှိရင် preposition နေလို့ရတယ်နောက်ပြီးလို့ရှိရင် verb ing နေလို့ရတယ်ပြီးလို့ရှိရင် verb 3နေလို့ရတယ်စုစုပေါင်း6ခုတိတိ complement နေရာမှာနေခွင့်ရှိအဲ့တော့ကျွန်တော်တို့ကဒီမှာ noun ဘယ်နေရာမှာနေလဲသိသွားပြီ subject object complement preposition နဲ့ညောင်း preposition ရဲ့အနောက်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကဘယ်နေရာဖြစ်သွားပြီလဲ1 2 3 4 4နေရာဖြစ်သွားပြီအဲ့ဒီ4နေရာမှာသွားပြီးတော့ gerund တွေလိုက်ထည့်လို့ရတယ်ပထမဆုံးစာကိုကျွန်တော်တို့ကြည့် number 1အဲ့ဒါ subject နေရာမှာကျွန်တော်တို့ထားတဲ့ပုံစံဒါကဒီစာကြောင်းနံပါတ်1ကဒီကောင်ကိုကျွန်တော်တို့က subject နေရာလို့သတ်မှတ် subject နေရာမှာထား swimming is good for health swimming ရေကူးခြင်းဖြစ်သွားပြီရေကူးခြင်းဟာ good for health ကျန်းမာရေးအတွက်ကောင်းပါတယ်လို့ပြောတယ် good for health အဲ့ဒီတစုလုံးဒီ complement ဖြစ်နေတယ်ဒီကောင်ကဟုတ်ပြီနော်အဲ့တော့ is good for health အဲ့ဒီ for health ကိုတက်တက်ခွဲမယ်ဆိုလို့ရှိရင်ဒီကောင်ဒီ prepositional phrase ဖြစ်တယ်ဒီ good က adjective ဒါကြောင့်မလို့ဒီကောင် double complement သုံးထားတယ်ပြောလို့ရတယ် complement နေရာမှာ adjective လည်းပါတယ်ပြီးတော့ prepositional phrase လည်းပါတယ်အတွက် number 2ကိုကြည့်နံပါတ်2ကိုကျွန်တော်တို့ကဘယ်နေရာမှာသုံးမလဲ object နေရာမှာသုံးမယ် gerund ကိုအဲ့ကောင် now I enjoy reading books I enjoy ဒီကောင် subject enjoy က verb reading ကဒီနေရာမှာ now ဘယ်နေရာရောက်နေလို့လဲ object နေရာကိုရောက်နေလို့နေရာကိုကြည့်ပြီးတော့ကျွန်တော်တို့ကဆုံးဖြတ်ရမယ်စကားလုံးကြည့်ပြီးမဆုံးဖြတ်ဘူးအဲ့တော့ enjoy ဆိုတဲ့စကားလုံးက verb ဖြစ်တယ်သူ့နောက်မှာ object ဝင်လာတယ်အဲ့တော့ reading books စာအုပ်ဖတ်ရတာကိုကျွန်တော်နှစ်သက်တယ်လို့ပြောချင်တာကျွန်တော်ကစာအုပ်ဖတ်ရတာကိုနှစ်သက်ပါတယ်ဒါမျိုးဖြစ်သွားတယ်နံပါတ်3ကိုကြည့် She is interested in learning English she is interested ed နဲ့ဆုံးထားတယ်အဲ့ကောင် adjective ဟုတ်ပြီနော် ed adjective လို့ခေါ်တယ် she is interested in သူမကဒီစိတ်ဝင်စားတယ် okay အဲ့တော့ဒီနေရာမှာ in ဆိုတဲ့စကားလုံးပါပြီးတော့ဒီကောင် preposition နေရာမှာသုံးပါ preposition ရဲ့အနောက်မှာ noun ကိုကျွန်တော်တို့အသုံးပြုအဲ့တော့ကျွန်တော်တို့က gerund သုံးလို့ရ learn ဆိုတဲ့စကားလုံးက verb အဲ့ကောင် ing ပေါင်းလိုက်တဲ့အခါမှာဒီကောင် gerund ဖြစ်သွားတယ်ဒီကောင် noun ဖြစ်သွားတယ်အဲ့တော့ she is interested in learning English သူမကအင်္ဂလိပ်စာလေ့လာရခြင်းကိုနှစ်သက်ပါတယ်ဆိုတဲ့သဘောဖြစ်သွားတယ်အခုဒီကောင်ကိုကျွန်တော်တို့ကြည့်မယ် number 4ဒီကောင် complement နေရာမှာသုံးရ my hobby is painting my hobby is ကျွန်တော်ဝါသနာကဖြစ်ပါတယ်အဲ့လို verb to be ရဲ့နောက်မှာလိုက်လို့ရှိရင် object ဘယ်တော့မှမလိုက်ဘူး complement ပဲလိုက်တယ်ဘာလို့လဲသူက help ပဲဒီ verb to be ဖြစ်တဲ့အတွက်ဒါကြောင့်မလို့ painting ဆိုတဲ့စကားလုံးဒီနေရာမှာသူက complement နေရာကိုဝင်ထားတဲ့ noun ဖြစ်သွားတယ်
noun complement လို့ကျွန်တော်တို့ပြောတယ် noun မှာ6မျိုး sorry complement မှာ6မျိုးရှိတဲ့အတွက်ဒီနေရာမှာ noun complement ဝင်လာတာကျွန်တော်ရဲ့ဝါဒနာကတော့အကြီးဆွဲခြင်းဖြစ်ပါတယ်နံပါတ်5ကိုကြည့်မယ် she avoids eating junk food ဒီနေရာမှာကျတော့ဒါကျွန်တော်အပိုလေးတစ်ခုထည့်ပေးထားတာဒီဟာကိုပြောတာဒီ eating ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီစာရောက်တစ်ကြောင်းလုံးပေါ့နံပါတ်5ကသိအောင်အပိုထည့်ထားတာဘာလဲဆိုတော့တချို့ verb တွေရဲ့နောက်မှာ ing form ကလိုက်ပြီးရတယ်အဲ့ဒါ verb ing မဟုတ်အဲ့ဒါ gerund လို့ခေါ်တယ်အဲ့တော့တချို့ verb တွေ avoid နောက်ဆက်ပြီးတချို့စကားလုံးတွေရှိတယ်အဲ့ဒီကောင်တွေရဲ့နောက်မှာ ing form လိုက် she avoids eating junk food အဲ့ဒီ junk food တွေကိုတရေစာမုတ်တွေပေါ့နော်အသက်လောက်စားစားတွေအဲ့လို junk food တွေကိုစားခြင်းကိုသူမရှောင်ခြင်းတယ်အဲ့ဆိုဒီတစုလုံးကျွန်တော်တို့က noun phrase လို့ခေါ်လို့ရတယ်ဒီကောင် object နေရာရောက်နေတာတနည်းအားဖြင့်ဒီ avoid ရဲ့နောက်မှာသူက ing form လိုက်တဲ့သဘောမျိုး gerund လိုက်တဲ့သဘောမျိုးဖြစ်သွားတယ်ဒီ verb ကြောင့်ဒီ avoid ကြောင့်เนาะအဲ့တော့ကျွန်တော်တို့ဒီနေ့ gerund ကိုဘယ်နေရာမှာသုံးလဲနားလည်သွားပြီဖြစ်ပါတယ်ဒါကိုကျွန်တော်ပြန်ချုပ်ပြ number 1ဒီကျွန်တော်တို့ subject နေရာမှာထားသုံးတယ် gerund က noun ဖြစ်တဲ့အတွက်အင်္ဂလိပ်စာမှာ noun နေလို့ရတာက subject object complement preposition နောက်အဲ့တော့ number 1ကိုကျွန်တော် subject နေရာမှာထားသုံးတယ် number 2ကိုကျွန်တော် object နေရာမှာထားပြီးတော့ဒီ ing form ကိုသုံးတယ် number 3မှာကျတော့ preposition ရဲ့အနောက်မှာထားပြီးတော့ဒီ preposition ပေါ့အဲ့ဒီအနောက်မှာထားပြီးတော့ ing ကို noun ဖြစ်အသုံးပြုဒီ gerund ကို number 4ကကျတော့ complement နေရာမှာအသုံးပြုထားတယ် ing form gerund ကို number 5ကကျတော့တချို့သော verb တွေရဲ့နောက်မှာ ing ပဲလိုက်တယ် to infinitive မလိုက်ရအောင်ဟုတ်နော်အဲ့ဒါလေးကိုကျွန်တော်တို့ကသိထားရအောင်အားလုံးကျေးဇူးအများကြီးတင်ပါ